ဘာစီလိုနာဖန်ကြီးကိုဒီအားလုံးပဲမင်္ဂလာပါအပြောင်းရွှေ့ကာလကတော့ဇန်နဝါရီလ1ရက်နေ့ကနေ30ရက်နေ့ထိဖွင့်မယ်ဒီနေရာမှာကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့နောက်ခံလူတော်များများကိုစောင့်ကြည့်နေပြီးတော့ဘုံမောက်အသင်းရဲ့အသက်28နှစ်ရွယ်ဘယ်ချီတန်ခန်းစစ်ကစားသမားဖြစ်တဲ့မာကိုဆန်စီကပါဝင်လာတယ်ဒီကစားသမားကဘုံမောက်အသင်းနဲ့စာချုပ်သက်တမ်း6လပဲကျန်ရှိနေပြီးတော့ပါဘရီစီယိုမှာဖော်ပြတာပုံအရတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဒီကစားသမားကိုသူတို့ရဲ့ပြတ်မှတ်တွေမှာအဓိကကစားသမားအနေနဲ့ထည့်သွင်းထားတယ်လို့ဆိုရမယ်။နီးပြဟန်စီဖီလစ်တောင်းဆိုထားတဲ့ဘေချီတန်ခန်းစစ်ကစားသမားတယောက်ကိုကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကခေါ်ယူပေးနိုင်ဖို့လိုအပ်နေပြီးတော့ဒီဇန်နဝါရီ transfer market ဖွင့်တာနဲ့ခန်းစစ်ကစားသမားတယောက်ကိုအရေးတကြီးရှာဖွေမယ်လို့သတင်းတွေတော်များများကလည်းဖော်ပြထားတယ်။အသင်းဥက္ကဋ္ဌလာပေါ်တာနဲ့ဒီကိုတို့ကလည်းခုလက်ရှိဟန်စီဖီလစ်ကို2028ထိရှိတဲ့စာချုပ်တစ်ခုနဲ့ကန်လန်တာပြီးတော့ဟန်စီဖီလစ်အနေနဲ့ကဒီစာချုပ်ကိုစဉ်းစားရခြင်းမရှိဘဲနဲ့အတင်းဘက်ကသူတောင်းဆိုထားတဲ့ကစားသမားတွေကိုဖြစ်တင်ပေးမှပဲသူ့အနေနဲ့ဒီစာချုပ်ကိုစဉ်းစားမယ်လို့သိရတယ်။ဆိုတော့အတင်းအနေနဲ့ကလိုအပ်တဲ့နေရာတွေမှာကစားသမားတွေကိုဖြစ်တင်ပေးနိုင်မှပဲဟန်စီဖီလစ်နဲ့စာချုပ်တေးကိစ္စကဆွေးနွေးဖို့အဆင်ပြေမယ်။ဒါဟန်စီဖီလစ်ဘက်ကကြည့်ရင်လည်းသူ့အနေနဲ့ရှိတဲ့လူတွေနဲ့အဆင်ပြေအောင်လုပ်နေရတဲ့အနေအထားမှာအခုအတင်းမှရှိနေတဲ့ကစားသမားအချို့ကလည်းတိုက်စစ်မှာလည်းလီမိုဒိုစကီတို့လူကစားသမားမျိုးတွေကအသက်အရွယ်ရကျလာခဲ့ပြီးခန်းစစ်မှာလည်းဘေချီတန်ခန်းစစ်ကစားသမားရှားပါနေတဲ့အခြေအနေမှာအောင်မြင်မှုတွေရယူဖို့ကအနည်းဆုံးတော့ဘေချီတန်ခန်းစစ်ကစားသမားတယောက်နဲ့တိုက်စစ်မှုတယောက်ကိုလိုအပ်နေတယ်။ဒါကြောင့်လည်းသူ့အနေနဲ့အသင်းဘောအဖွဲ့ကိုတောင်းဆိုထားတာတွေရှိတယ်။ဝန်သားစရာသတင်းတစ်ခုကတော့နီးပြဟန်စီဖီလစ်ရဲ့ထောက်ခံမှုအရဘာစီလိုနာအသင်းအနေနဲ့တိုက်စစ်မှုမာကာရက်စ်ဖို့ကိုအပြီးသက်ဝယ်ယူဖို့မန်ယူနိုက်တက်နဲ့ဆွေးနွေးမှုတွေစတင်ပြုလုပ်တော့မယ်။လာပေါ်တာနဲ့ဒီကိုတို့ကလည်းရက်စ်ဖို့ကဘယ်ဂျမ်းမှာရောတိုက်စစ်မှာရောစောနိုင်တဲ့သူရဲ့အနေအထားကိုသဘောကျနေပြီးတော့ပြောင်းရွှေ့ကြီးရတော့မာကာရက်စ်ဖို့အတွက်35တန်ပေးရနိုင်ပြီးတော့များပြားလွန်တဲ့လမ်းစာကိုတော့ကစားသမားနဲ့ညှိနှိုင်းပြီးတော့မှအပြီးသက်ဝယ်ယူနိုင်ဖို့ရှိတယ်။အစောပိုင်းအနေထားမှာတော့ကတော့ဒါယာရို AS ရဲ့ဖော်ပြချက်အရမန်ယူနိုက်တက်အနေနဲ့ဘာစီလိုနာအသင်းထံကိုရက်စ်ဖို့အတွက်ယူရို35တန်တောင်းဆိုထားပြီးတော့ဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ကရက်စ်ဖို့အတွက်သူတို့အသင်းမှာအနာဂတ်မရှိတော့ဘူးလို့သူတို့ဆိုထားတဲ့အနေအထားမှာတော့PSG အသင်းက Rashford ကိုတန်း90ထိပေးပြီးတော့ Manchester United အသင်းထံကိုကမ်းလှမ်းလိုက်တယ်။ဒါ Rashford အနေနဲ့ကတော့ Barcelona မှာပဲပျော်ရွှင်နေပြီးတော့ Fabrizio ရဲ့သတင်းမှာဖော်ပြထားချက်အရ Rashford ကဒီအသင်းမှာပဲသူပျော်ရွှင်ပြီးတော့ Barcelona မှာပဲနေသွားခြင်းနဲ့ဆိုပြီးတော့သူဆိုထားတယ်။ Barcelona အသင်းရဲ့လှုပ်ရှားမှုတိုင်းမှာလည်းခြားကစားသမားတွေထက် Rashford ကပိုပြီးတော့နေအသစ်ဖြစ်နေပြီးတော့သူ့အနေနဲ့ဒီအသင်းမှာအဆင်ပြေနေပြီးတော့ပျော်ရွှင်နေကြောင်းကိုလည်း Fabrizio မှာသူဆိုထားတယ်။ဒါရက်စ်ဘူကဦးနောက်ပိုင်းမှာကွဲထွက်ခွင့်ပြန်နေသွားတာရာဖင်ညာတန်ရရတော့ဆိုလို့ရှိရင်နီးပြဟန်စီဖီလက်ကသူ့ကိုတောက်လျှောက်သုံးခဲ့ပြီးတော့သူ့အနေနဲ့ဒီယာဒီမှာ2ဂိုးသွင်းပြီး6ဂိုးဒီဖန်တီးထားနိုင်တယ်ခုရာဖင်ညာပြန်လာတဲ့အနေထားမှာလည်းနီးပြဟန်စီဖီလက်ကသူ့ကိုဒုတိယပိုင်းမှာလူစားလဲအနေနဲ့ဝင်ရောက်စီခဲ့ပြီးတော့ရာဖင်ညာကိုအလဲထဲ့တယ်သူ့ကိုတောင်ပံမှာထားတဲ့ပုံစံမျိုးနဲ့တုံးတယ်ဒါမှမဟုတ်ဖာဒန်တော်ရက်အဆင်မပြေတဲ့အနေထားမှာဆိုရင်သူ့ကိုတိုက်စစ်နေရမှာလည်းတုံးတယ်ဒီလို2နေရာလောက်3နေရာလို့လဲဟန်စီဖီလစ်ကသူ့ကိုတဘောကျနေပြီးတော့အသင်းမှာဆက်ထားဖို့သူထောက်ခံပေးတာဟန်စီဖီလစ်ထောက်ခံပေးတဲ့ကစားသမားတွေဆိုရင်အသင်းကတေချာပေါက်ဆက်ထိန်တာဖို့ရှိတယ်ဘာလို့လဲဆိုတော့လက်ရှိမှာအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ရာဖင်ညာဆိုရင်လဲဘာစီလိုနာအသင်းကအယောင်စင်းရင်တင်ဖို့ထိလောက်ခဲ့ပြီးတော့ဟန်စီဖီလစ်ရောက်လာမှပဲရာဖင်ညာကိုဆက်ထိန်တာဖို့ဟန်စီဖီလစ်ကထောက်ခံတဲ့အပေါ်မှာအသင်းအနေနဲ့ကရာဖင်ညာကိုဆက်လက်ထိန်သိမ်းထားလိုက်တာဒါကူးဆိုရင်ရာဖင်ညာကအသင်းရဲ့တိုက်စစ်ကိုအဓိကဦးဆောင်နေတဲ့ကစားသမားလိုမျိုးဖြစ်ခဲ့ပြီးတော့အသင်းမှာအတော်လေးကိုအကျိုးပြုတယ်ဆိုတော့ဘာစီလိုနာအသင်းအနေနဲ့ကလည်း12တန်းအထိပေးရတဲ့မာကာရက်စ်ဖို့ရဲ့လာစာကိုညှိနှိုင်းဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဒီကစားသမားကိုအသင်းမှာဆက်ထိန်တာဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဒါကတော့အပြောင်းရွှေ့မတိုင်ခင်ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ပြစ်မှတ်ထားတဲ့ကစားသမားတွေနဲ့လှုပ်ရှားမှုအချို့ကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်